ရုပ်လေးရလဲချောသဘောလေးရလဲကောင်းဆိုတော့မွဲနေမှဘယ်သူမှမသိကြဘူးမောင်နိုင်အောင်ပြောပါဝဲအဲ့မောင်နိုင်အောင်ဆိုတာဘယ်ကောင်လဲဘယ်ကောင်လဲလို့နင်းနောက်ပဲလားဟာရတယ်နော်ဒီနေ့စာပြီးနင်းနဲ့ကလည်းပြက်ပြီဟဲ့အောင်ကြီးနင်မိမပြောက်သွားဘာလို့ရဲစခန်းသွားမတိုင်တာလဲအေးဟုတ်တယ်ဟိုတခါဆိုင်ကယ်ပြောက်လို့တိုင်တော့လေသူတို့9ရက်အတွင်းရှာပြီးပြန်လာပေးသွားတယ်ဒါမဲ့ငါစခန်းတော့မတိုင်ပြစီနဲ့ဟာအေးလေအဲ့ဒါနင်တိုင်တဲ့ဘောနင်မိမပြောက်သွားတာဒါမဲ့အဲ့ဆိုင်ကယ်ရတော့ငါတို့က4ရက်လောက်သုံးပြီးမှပြန်ပေးတာ哎呦我的妈ကိုကိုနင်ငါ့ကိုကိုလို့မခေါ်နဲ့ဘာဖြစ်လို့လဲကိုရဲ့နင်ငါ့ကိုတကယ်မချစ်ဘူးလားငါတိသွားပြီကို့မှာဘာတက်တွေထောက်ထားရှိလို့လဲဟာတိတ်ရှိတာဗောနော်ငါထီထိုးတိုင်းဆုတောင်းတယ်နင်လာငါ့ကိုတကယ်ရှိလို့ရှိရင်လေထီထိုးတိုင်းပေါက်ပါစေလို့ငါတခါမှမပေါက်အဲ့နင်ငါ့ကိုမချစ်ဘူး哎呦我的妈哦，ညီမလေးပြောလေကိုကြီးအော်ညီမလေးအဲ့လိုဘီယာတွေပါတောက်တက်လား Oh no ဟာတောက်เสียလားခုခေတ်မှာခုလိုမိန်းကလေးဆိုတာလေတော်တော်ရှားတယ်ဒါနဲ့ဘီယာဘာလို့မတောက်တာကြီးအားပြော့လို့有人